이 gospel MD의 신인티서 물레마소인 이메다마 예지의 매건후 아두루 피샤 지자야. အဲ့မိခွန်းကဘာလဲဆိုတော့ယေရှုဘာကြောင့်ကြွလာခဲ့တာလဲဆိုတဲ့မိခွန်းပါပဲဟုတ်ပါပဲကြားလိုက်တော့ရိုးရိုးလေးလို့ထင်ရနိုင်ပေမဲ့ဒီမိခွန်းရဲ့အဖြေကလေကျွန်တော်လူသားတိုင်းရဲ့ဘဝအတွေ့အကြုံနဲ့အရန်ကိုနက်နက်ရှိုင်းရှိုင်းဆက်ဆက်နေတာကိုတွေ့ရမှာပါဒီမိခွန်းရဲ့အဖြေကိုရှာဖို့အတွက်လေကျွန်တော်တို့အားလုံးအရန်ကိုရင်းနှီးနေတဲ့ခံစားချက်တစ်ခုကနေအရင်ဆုံးစကြည့်ခြင်းပါတယ်အဲ့ဒါကဘာလဲဆိုတော့လမ်းပြောင်းနေတယ်လို့ခံစားရတဲ့ခံစားချက်မျိုးပါပဲ ကျွန်တော်တို့ဘောမှာလေတခါလေကျရင်ကိုရည်ရွယ်ချက်ကဘာမှမသိရတာမျိုးဘယ်ကိုဆက်သွားရမလဲဆိုတာမသိချတော့တာမျိုးလေးကြုံဖူးကြမှာပါဟုတ်တယ်မလားအဲ့ဒီလိုလမ်းပြောက်ဒီလမ်းစုံလမ်းကွာမှာရက်နေရတယ်လို့ခံစားခြင်းမုန်းကနေပဲဒီအကြောင်းအရာကအစဖြူထားတာပါ အဲ့လိုလမ်းပြောင်းနေတယ်လို့ခံစားရစေတယ်အဓိကအကြောင်းရင်းဒီထဲမှာဘာတွေပါလဲဆိုတော့ကျွန်တော်တို့တရားချင်းစီမှာတည်ဆောင်ထားရတဲ့ဝန်ထုတ်ဝန်ပိုးတွေပေါ့ဥပမာကိုလှုပ်ခဲ့တဲ့အမားတွေအတွက်ခံစားရတဲ့နောင်တတွေအပြစ်ရှိတယ်ဆိုတဲ့ခံစားချက်တွေဒါမှမဟုတ်လေစိတ်နှလုံးကြေကွဲခဲ့ရတဲ့အတွေ့အကြုံတွေအဲ့ဒါတွေအားလုံးပါပဲကဲဒီလိုလမ်းပြောက်တယ်လို့ခံစားရတာတွေဒီဝန်ထုတ်ဝန်ပိုးတွေကိုအတွက်အဖြေတစ်ခုရှိနိုင်မလားတောင်းနားလဲဖို့ဆိုရင်ကဲတင်ရှင်တယောက်ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာကိုဆက်ပြီးကြည့်သွားကြရအောင် ဒီအဖြေကိုလေတမန်ကျမ်းစာထဲမှာရှင်းရှင်းလင်းလင်းကိုတွေ့နိုင်ကြတယ်လူခါခရဝင်အခန်းကြီး19အငယ်10မှာဘလို့ရေးထားလဲဆိုတော့လူသားဒီပျောက်တော့သူတို့ကိုရှာရွက်ခဲတင်ချင်းကကြွလာတဲ့ဒါဟာကျွန်တော်တို့အစကလေးကမေးခဲ့တဲ့မေးဖို့အတက်တကယ့်ကိုတိကျတဲ့ကဖြစ်တစ်ခုပါပဲဒါဆိုရင်ကဲတင်ချင်းဆိုတဲ့စကလုံးရဲ့အတိတ်ဘယ်ကတကယ်တော့ပါလဲအတိတ်ဘယ်ကရှင်းပါတယ်အစောကကျွန်တော်တို့ပြောခဲ့တဲ့မားတွေစိတ်ကြေကွဲတာတွေကြိုးပြက်ချင်းနေလုံးဝလွတ်မြောက်စေပြီးတော့ဖျားသခင်နဲ့ရှိခဲ့တဲ့ဆက်ဆံရေးကိုပြန်ပြီးတော့တိဆော့ပေးတာကိုဆိုလိုတာပါကောင်းပြီဒီကတင်ချင်းဆိုတဲ့အရာကကျွန်တော်တို့တယောက်ချင်းစီရဲ့ဘူအောင်တဲ့ဘလို့အတိတ်ပဲတက်ရောက်နိုင်မလဲဒါလီပြလက်ဒီဆိုချင်းစီကိုလမ်းပြီးဖိတ်ခေါ်နေတဲ့ဖိတ်ခေါ်တဲ့တကူလိုပါပဲ ဒီနေရာမှာအရင်အရေးကြီးတဲ့အချက်တစ်ခုရှိပါပဲအဲ့ဒါကယေရှုကြွလာတဲ့ရည်ရဲ့ချက်ထားကျွန်တော်တို့ကိုအဖြစ်စီရင်ဖို့လုံးဝမဟုတ်ဘူးဆိုတဲ့အချက်ပါပဲဒါကလူတော်တော်များများထင်လေးရှိရှိကြတဲ့နဲ့လုံးဝကိုစန့်ကျင်ဘက်ပါပဲ ဟုတ်ပါတယ်အဖြစ်ပေးဖို့အစားကက်ဆေဖို့အသက်လက်ကမ်းခဲ့တာပါဒီလိုရိုးရှင်းလွယ်ကူတဲ့ရည်ရွယ်ချက်လေးတစ်ခုကပဲအရာအနှုံးကိုပြောင်းလဲသွားစေနေတာပါ ပြီးတော့အရေးကြီးဆုံးအချက်ကပါလေဆိုတော့ယေရှုဟာလူသားအားလုံးအတွက်ကြွလာခဲ့တာဖြစ်တယ်ဆိုတာပါပဲဆိုလိုတာကဒီသတင်းစကားဟာအခုနားချောင်နေတဲ့လူတဦးချင်းစီတိုင်းအတွက်ဖြစ်ပါတယ်ဒါကြောင့်အနစ်ချုပ်အနေနဲ့ပြန်ပြောရရင်ရှင်းရှင်းလေးပါပဲကျွန်တော်တို့ရဲ့ပြဿနာကလမ်းပြောက်ခြင်းနဲ့ကြိုးပဲ့ခြင်းဆိုရင်အဖေကတော့ကိုယ့်ကိုတဆုံတယောက်ကလာရှာပြီးကဲ့တင်ပေးလိုက်တာပါပဲကဲဒီအကြောင်းအရာတွေအားလုံးကနေကျွန်တော်တို့ဘာကိုအဓိကယူသွားလို့ရမလဲတကယ်တော့ဒါဟာအဆုံးသတ်မဟုတ်သေးပါဘူးရှေ့ဆက်ရမယ့်ခီးတစ်ခုရဲ့အစားပဲရှိပါသေးတယ် ဒီသတင်းစကားရဲ့အဓိကအနှစ်သာရကအယံကိုရှင်းလင်းပြီးတော့အိုင်းလင်းဖြစ်စေပါတယ်အမောင်ထဲမှာလမ်းပြပြီးနေရဲ့မိပြတိတ်ကြီးတစ်ခုလိုပဲမျောလင်းချက်ဆိုတာအမြဲတမ်းရှိနေရဆိုတာပါပဲဘလောက်ပဲလမ်းပြောနေရလို့ခံစားနေရပါစေအလင်းရောင်တစ်ခုကအမြဲတမ်းရှိနေမှာပါအဆုံးသက်အန်ဒီနဲ့ပြောရရင်ဒါဟာယေရှုရဲ့သတင်းစကားပါပဲတမန်တရားတွေမျောလင့်ချက်တွေနဲ့ပြည့်နေတဲ့သတင်းစကားတစ်ခုပေါ့ဒီတင်ဆက်မှုကနေအဓိကပြောချင်တာကတော့ဒီသတင်းစကားကိုကိုယ့်ဘဝထဲကိုလက်ခံလိုက်ခြင်းအပြင်ဘဝကိုပြောင်းလဲစေနိုင်တဲ့အခွင့်အရေးတစ်ခုကိုရရှိနိုင်တယ်ဆိုတာပါပဲဒီလိုမျိုးတမန်တရားနဲ့မျောလင့်ချက်အကြောင်းတွေသတင်းစကားတွေကိုပို့ပြီးတော့လေ့လာခြင်းနဲ့စူးစမ်းခြင်းနဲ့ဆိုရင်တော့ Gospel MD ကို follow လုပ်ထားဖို့ဖိတ်ခေါ်ပါစေလာမယ့်ဒီဇင်ဘာလတော်လုံးမှာလည်းအပိုင်းတွေအများကြီးတင်ဆက်ပေးသွားဖို့ရှိနေတာမို့လို့စောင့်မျှော်အားပေးကြပါအောင်လို့ပြောချင်ပါတယ်အခုလိုအဆုံးကြီးကြည့်ရှုနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်